Hello ဒီနေ့တော့စမ်းချောင်းဗဟိုလမ်းမပေါ်မှာရှိတဲ့အဟာရပါမုံနှုတ်ဆန်နိုးမလိုင်စိမ့်စိမ့်လေးတွေတော်တော်လေးစားလို့ကောင်းတယ်မူးမစ်ပါကိုရောက်ခဲ့ပါတယ်နွားနှုတ်လည်းတော်တော်လေးကောင်းပြီးတော့မလိုက်နေဆိုလို့ရှိရင်လည်းပြစ်နှစ်နေရပဲပေါ့နော်ဒါကတော့ပါမုံနှုတ်ဆန်လေးလုပ်နေရပါဒီဟာကတော့အာဟာရကိုပြင်ဆင်နေရပါမူးအာဟာရလို့နာမည်ပေးထားတယ်ပေါ့နော်ပုံမှန်အာဟာရထဲမှာစပစ်သီးချောက်တီဟိုစီးနဲ့ဖယုံစီလေးတွေထည့်လိုက်တာပါသူပွဲပြင်တဲ့မှာနွားနိုးထဲတဲ့ပမာဏလေးတွေများတာတွေ့ရပါတယ်။ပါမုံနှုတ်ဆန်းက4000နဲ့မူးအာဟာရက6000ပါ။အာဟာရထဲမှာတော့ပုံမှန်အာဟာရထဲမှာပါတဲ့ဟာလေးတွေအစုံပါတယ်ပေါ့နော်။ငပြောသီးချက်ဦးပါမုံနွားနိုးအဲ့ဒါဟိုမှသူငပြောသီးကိုဖီးချမ်းထည့်မလားတီးမွေးထည့်မလားဆိုတာလေးလည်းရွေးလို့ရသေးတယ်။သူမူးအာဟာရဆိုတော့အဲ့ဒီတီဟိုစီတို့စပစ်ချောက်တို့အဲ့ဒါလေးတွေအပိုထပ်ပါတယ်ပေါ့နော်။အဲ့ဒါလေးတွေအတွက်ကပုံမှန်အာဟာရထက်1000ပဲပို့ပါတယ်အဲ့ဒါလေးတွေပါတော့ပို့ပြီးတော့အရသာလေးကမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ချွတ်ချွတ်မွေးမွေးလေးဖြစ်ပြီးပို့စားကောင်းပါပါတယ်ဒီပါမုံနှုတ်ဆန်းလေးထဲမှာတော့ပါမုံနဲ့နှုတ်နဲ့အပြင်ကိုမလိုင်လေးတွေလည်းနည်းနည်းပါပါတယ်သူ့ရဲ့မလိုင်အရသာတော့တော်တော်ကောင်းပါတယ်ဒီနိုးမလိုင်စိမ့်စိမ့်လေးဆိုတဲ့ဟာပေါ့နော်မလိုင်ကြီးပဲတီးတန့်ကိုတပွဲမှာစားလိုက်တာတော်တော်မှန်သွားပါတယ်ကြည်အရန်ကြိုက်ပါတယ်လုံးဝကိုစိမ့်ထွက်နေပြီးတော့ပြစ်နှစ်နေတဲ့အရသာလေးတော်တော်စားလို့ကောင်းတာပါဒါလေးကတော့တပွဲ9000ပါပါမုံနှုတ်ဆန်းပေါ်မှာတင်ပေးတဲ့မလိုင်နဲ့တိတ်မတူလို့တော့ခံစားရတယ်ပေါ့နော်ပါမုံနှုတ်ဆန်းလေးရလဲစားရတာနည်းနည်းရိုးတော့ကြည်အဲ့ဒီမလိုင်ဖက်တွေနဲ့ပါမုံနှုတ်ဆန်းနဲ့ကိုရောပြီးတော့စားပါတော်တော်ကြီးကိုကောင်းတာပါသူ့ရဲ့နွားနို့အရသာလေးလည်းကြည်ကြိုက်ပါတယ်နွားနို့ကစိမ့်စိမ့်လေးနဲ့ quality ကောင်းတဲ့နွားနို့မျိုးပါအရသာရှိပါတယ်ပွဲတွေထဲမှာလည်းနွားနို့ထည့်တာများတော့နွားနို့ကပို့တယ်ပေါ့နော်ခြေတောင်မှာပေါင်မုံတစ်ချက်ထပ်တောင်းပြီးတော့စားရပါတယ်ငှက်ပြောသီးလေးကိုတော်တော်ကြီးမှဲ့ပြီးတော့မဲနေရလေးတုံပေးထားတာတခုပဲတိတ်တဘောမကြတာပေါ့နော်ကျန်တာအားလုံးအကုန်ဆင်ပြေပါတယ်ရတာလေးတွေလည်းအကုန်စားကောင်းပါတယ်နောက်မှထပ်တွေ့မယ်နော်တတာ